Veronica ရဲ့ power ပိုင်းအားတာမှုနဲ့ Shia Cohen ရဲ့ speed ပိုင်းအားတာမှုလို့ရှင်ပြိုင်ကြတဲ့အခါမှာဘသူကအတာစီးရသွားမယ်လို့ brother တို့အနေနဲ့ထင်မိကြတယ်။မင်္ဂလာပါ Fight Barmig ကနေကြိုဆိုပါရစေ။ကျွန်တော်တို့က20ရက်နေ့မှာဆိုလို့ရှိရင် Champion စိန်ခွင့်ရမယ့်ပွဲတစ်ပွဲကိုကြည့်ရှုဆောင်စားရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံက Veronica နဲ့အတူ Israel နိုင်ငံသူလေးဖြစ်တဲ့ Shia Cohen တို့ရဲ့ပြိုင်ပွဲရှိလို့နေတာဖြစ်ပါတယ်။ဒီပွဲစဉ်မှာအနိုင်ရရှိသွားတဲ့လူကနောက်တစ်ဆင့်အနေနဲ့ Champion ကပတ်စိန်ခွင့်ကိုရရှိလာတော့မှာဖြစ်ပါတယ်။ဒီပွဲမှာဆိုလို့ရှိရင် Veronica က power ကောင်းပြီးတော့ Shia Cohen က speed ပိုင်းမှာပို့ပြီးတော့အားတာနေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ One Championship အတွေ့အကြုံပိုင်းမှာဆိုလို့ရှိရင်တူညီကြတယ်ဆိုပေမဲ့ပွဲအတွေ့အကြုံပိုင်းမှာ3ပွဲကစားထားတဲ့ကစားသမား2ယောက်လုံးမှာ Veronica က2ပွဲနိုင်ပြီးတော့1ပွဲရှုံးထားပါတယ်။ Shia Cohen ကကြတော့ဒီလိုမဟုတ်ဘဲနဲ့3ပွဲစလုံးကိုအနိုင်ရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်မို့ Shia Cohen ကပို့ပြီးတော့ Veronica တက်ကိုရလပိုင်းမှာပို့ပြီးတော့အားတာနေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ Veronica ကဆိုလို့ရှိရင်သူ့ရဲ့ကစားပွဲ3ပွဲမှာတပွဲရှုံးထားပြီးတော့အဲ့ဒီတပွဲကလည်းဒိုင်အဆုံးဖြတ်နဲ့ရှုံးနေထားတာဖြစ်ပါတယ်။ဒါကြောင့်မို့အထိုက်လျောက်ကောင်နဲ့မာကုန်မျိုးရှိပါတယ်။ Veronica ရဲ့ကျန်တဲ့2ပွဲကဆိုလို့ရှိရင်တပွဲကိုအလဲထူးနဲ့နိုင်ထားပါတယ်။နောက်တပွဲကိုတော့ဒိုင်အဆုံးဖြတ်နဲ့နိုင်ထားတဲ့ကစားသမားဖြစ်ပါတယ်။ Shia Cohen ကကြတော့သူနိုင်ရရှိခဲ့တဲ့3ပွဲစလုံးမှာဆိုလို့ရှိရင်တပွဲကိုအလဲထူးနဲ့နိုင်ထားတယ်။2ပွဲကိုဒိုင်အဆုံးဖြတ်နဲ့နိုင်ထားတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်မို့ Raza ပိုင်းမှာဆိုလို့ရှိရင် Shia Cohen က Veronica တက်ကိုပို့ပြီးတော့ကောင်းတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီကစားသမား2ယောက်လုံးကဆိုလို့ရှိရင်မွေထိုင်းပညာရပိုင်းမှာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရပါတယ်။သူတို့ကနာမည်ကြီးကျင်နေဖြစ်တဲ့ Feather ကျင်မှာလေ့ကျင့်နေတဲ့ကစားသမားတွေတိုက်ကမွေထိုင်းကျင်မှာလေ့ကျင့်နေတဲ့ကစားသမားတွေလည်းပဲဖြစ်ပါတယ်။ Veronica ကဆိုလို့ရှိရင်တိုက်ကမွေထိုင်းကျင်မှာလေ့ကျင့်နေတာအတော်အတန်ကိုကြာနေပြီဖြစ်ပြီးတော့ကျွန်တော်တို့ Shia Cohen ကကြတော့ Feather ကျင်မှာလေ့ကျင့်နေတာကတော်တော်လေးကိုကြာမြင့်နေပြီလည်းပဲဖြစ်ပါတယ်။ Veronica နိုင်ရရှိခဲ့တဲ့တပွဲမှာဆိုလို့ရှိရင် Feather ကျင်က Junior Feather ကိုအလဲထိုးနဲ့အနိုင်ရရှိထားတဲ့အမှတ်တမ်းကောင်းတွေရှိနေတာကြောင့်မို့လို့ Feather ကျင်နဲ့တိုက်ကမွေထိုင်းကျင်တို့ရဲ့အားပြိုင်မှုမှာဆိုလို့ရှိရင်တိုက်ကမွေထိုင်းကျင်က Veronica ကပို့ပြီးတော့ရလက်တွေကောင်းထားတာကိုကျွန်တော်တို့အနေနဲ့တွေ့မြင်ခဲ့ရပါတယ်။ဒီကစားသမား2ယောက်လုံးနဲ့တွေ့ခဲ့ဘူးလေ Francisca Villa နဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် Veronica ကအမှတ်နဲ့ရှုံးနိမ့်ထားပြီးတော့ Shia Cohen ကကြတော့ Francisca Villa ကိုအမှတ်နဲ့အနိုင်ရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်မို့ Shia Cohen ဘက်ကနေပြီးတော့မွေထိုင်းပညာရဲ့ပိုင်းမှာ Veronica တက်ပို့ပြီးတော့တာတရားရောင်းထင်မြင်မိရပါတယ်။သူတို့2ယောက်ရဲ့ကြားမှာအဓိကကွာဟနေတဲ့အချက်ကတော့ power ပိုင်းရဲ့ speed ပိုင်းရဲ့ပဲဖြစ်ပါတယ်။ Veronica ဆိုတဲ့ကစားသမားကဆိုလို့ရှိရင်ချက်ဆိုရင်ဆိုတော့ကို power ပါနဲ့ထိုးတဲ့ကစားသမားမျိုးပဲဖြစ်ပါတယ်။သူ့ရဲ့ထိုးချက်တိုင်းကအားပါပြီးတော့တစ်ဖက်ကပြိုင်ဘက်ကစားသမားကိုအချိန်ခဏလေးတွင်မှာအလဲဆိုတဲ့ရလက်ကိုရရှိသွားနိုင်ပါတယ်။နောက်ပြီးတော့ pressure fight style ဖြစ်ပြီးတော့ pressure တောက်လျှောက်ပေးပြီးကစားတဲ့ပုံစံမျိုးနဲ့ကစားတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်မို့ power ပိုင်းမှာဆိုလို့ရှိရင် Veronica က Shia Cohen တက်ကိုတော်တော်လေးကိုတိတိကျကျပို့ပြီးတော့တာနေတာဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့သူတို့ရဲ့စပီပိုင်းကိုတွားရှင်ကြည့်မှဆိုလို့ရှိရင်လှုပ်ရှားမှုပိုင်းမှာ Shia Cohen က Veronica တက်ကိုပို့ပြီးတော့မြန်ပါတယ်။ Shia Cohen ရဲ့လက်တီးထွက်နှုန်းကပွဲတစ်ပွဲအသစ်မှာတော်တော်လေးကိုမြန်တဲ့အနေအထားရှိပါတယ်။ဒါကြောင့်မို့သူတို့2ယောက်ရှင်ထိုးမယ်ဆိုရင်တော့မှ Veronica ဘက်ကနေပြီးတော့စပီအားနည်းမှုကြောင့်အနှဲငယ်ပို့ပြီးတော့ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့အမှန်အဆုံးပဲရောက်တဲ့အချိန်ဆိုလို့ရှိရင် Shia Cohen က Veronica ကိုအနိုင်ယူသွားနိုင်ခြေတော်တော်လေးကိုများပါတယ်။ဒီလိုမှမဟုတ်ဘဲနဲ့ Veronica သာတိတိမိမိ Shia Cohen ကိုထိုးနိုင်ခဲ့မှဆိုလို့ရှိရင် Veronica ရဲ့ပွဲကအဲ့ဒီ20ရက်နေ့ညမှာသူ့ရဲ့အောင်ပွဲခံတဲ့ညဖြစ်သွားမှာဖြစ်ပါတယ်။မြန်ဆန်မှုနဲ့တိကျမှုပိုင်းမှာ Shia Cohen က Veronica ထက်ကိုပို့ပြီးတော့တာနေပြီးတော့ power ပိုင်းမှာဆိုလို့ရှိရင်တော့ Veronica က Shia Cohen ထက်ကိုပို့ပြီးတော့တာနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကစားသမား2ယောက်လုံးကတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ထိချက်များများနဲ့ပါဝင်ရှင်ပြိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ထိချက်များတဲ့ကစားသမားကအနိုင်ရရှိမှာပို့ဖြစ်ပြီးတော့ Veronica ဘက်ကနေအလဲထိုးနိုင်မှာသာအနိုင်ရရှိမှာဖြစ်ပါတယ်။နောက်ဆုံးတိုင်အဆုံးဖြတ်ရောက်လို့ရှိရင် Shia Cohen ကိုနိုင်ဖို့ကသုံးဝက်ကိုမလွယ်ကူတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဘာကြောင့်သိနိုင်လာလဲဆိုလို့ရှိရင် Shia Cohen က Veronica တက်ကိုပညာပိုင်းမှာပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။မွေထိုင်းပညာရဲ့ဘိုင်းမှာဆိုလို့ရှိရင်လည်း Shia Cohen ရဲ့လက်သီးထွက်နှုန်းတွေကတော်တော်လေးကိုများပြီးတော့သူ့ရဲ့ပုံစံကအမှတ်ကိုအများကြီးယူနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီပွဲစဉ်ကဆိုလို့ရှိရင်ကစားသမား2ယောက်လုံးအတွက်အတော်လေးကိုရေးကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲမှာနိုင်ရရှိတဲ့ကစားသမားကနောက်တစ်ဆင့်အနေနဲ့ချန်ပီယံကပတ်လူခွင့်ရရှိမဲ့ကစားသမားတွေဖြစ်တာကြောင့်ပဲပါသွားလိုက်မယ်။ Shia Cohen ကဒီပွဲမှာနိုင်ရရှိသွားခဲ့မယ်ဆိုလို့ရှိရင်သူကနောက်တစ်ဆင့်အနေနဲ့ချန်ပီယံကပတ်ကိုလူခွင့်ရမယ်။ Veronica ကလည်းထုံနေသူစွာပဲနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ချန်ပီယံကပတ်ကိုစိန်ခွင့်ရမယ်ကစားသမားတွေဖြစ်တာကြောင့်လို့ဒီကစားသမား2ယောက်လုံးကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အနိုင်ရရှိဖို့တေချာဖို့လိုအပ်မှာဖြစ်ပါတယ်။
သူတို့နှစ်ယောက်လုံးရဲ့ပွဲစဉ်ကလည်း20ရက်နေ့မှာလာမှာဖြစ်တာကြောင့်မလို့အများကြီးစောင့်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့အနေနဲ့ကြီးရှုရမှာဖြစ်ပါတယ်။ brother တို့အနေနဲ့ကတော့ဒီကစားသမားနှစ်ယောက်လုံးမှာဘသူကပေါပြီးတော့အားသာသွားမယ်လို့ထင်လဲ။ power ကောင်းတဲ့ Bronica များဖြစ်မလား။ speed ကောင်းတဲ့ Shia ကိုဟင်ပဲဖြစ်မလားဆိုတာကို comment မှာတစ်ချက်လောက်ရေးသွားခဲ့လို့ရပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးနေပြီးတော့အားပေးခဲ့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။